ဝေးပါသေးတော့ဆိုပြီးလွတ်လိုက်တဲ့လက်မဟုတ်ဘူးမင်းပြောပါစီတော့ဆိုပြီးကိုကကြည်ကြည်နက်နက်နဲ့နာကျင်ရမယ့်လမ်းကိုရွေးခဲ့တာစပ်ပြီးကတ်တွေးခြင်းတဲ့ဆန္ဒတွေရှိပြီမယ်မင်းကိုနောက်ထပ်မနှောက်ယှက်ချင်တော့တာပါအစဉ်ပြေလားဆိုတဲ့မိကုံးတွေကိုတောင်ညှို့ညင်းနေတဲ့အခါမင်းမိစိတ်နဲ့ကိုယ်စကားဆက်ပြောဖို့ဘယ်စကားလုံးကိုရွေးရမလဲတတိယလိုဖုန်းနေဆက်တဲ့အခါမအားတာတွေများလာတဲ့မင်းကိုဘယ်တတိနဲ့ဖုန်းနေဆက်ခေါ်ရမှာလဲချစ်လားဆိုတဲ့မိကုံးတွေကပူဖြစ်လာပြီချစ်တယ်ဆိုတဲ့စကားလုံးတွေကမလိုအပ်တော့တဲ့အခါကိုနှုတ်ဆက်ပြီးရက်နေဖို့ကြိုးစားခဲ့သေးတယ်တိတ်မကြသေးခင်မှာကိုရှိနေခြင်းအနောက်ချက်ဖြစ်မှန်းသိခဲ့ရတာပါလမ်းခွဲရအောင်ဆိုတဲ့စကားတွေမပြောခင်ကတည်းကငါတို့ဝေးနေကြပြီပဲမဟုတ်လားဖုန်းနဲ့ကွာဆက်တဲ့လူတယောက်ကမင်းကိုမနှောက်ယှက်တော့တာကလွဲရင်မဖတ်ချင်တဲ့စာတွေစက်တိုက်ဝင်မလာတော့တာကလွဲရင်မင်းတို့ထူးထူးခြားခြားဘာမှပြောင်းလဲသွားမှာမဟုတ်ပါဘူးတခုတော့သိတာပါကိုကနာကျင်လို့မင်းကိုလက်လွတ်လိုက်တာမဟုတ်ဘူးနော်မင်းကိုပြောစီခြင်းလို့ကိုလက်လွတ်လိုက်တာပါ